နှစ်အလက်လကစုဆောင်းထားခဲ့တဲ့ငွေကြေးအနေငယ်နဲ့တားမီ2ယောက်ရဲ့ခီးလန်းဟာဝမ်းနည်းစရာကောင်းလာပါတယ်။နှိမ့်ချခံခဲ့ရမှုမတရားခံခဲ့ရမှုတွေရဲ့နောက်ွယ်မှာဘသူအမှားမှမဟုတ်ခဲ့ဘူးဆိုတာကိုရှီကျွန်းတယောက်သဘောပေါက်သွားခဲ့တဲ့အခါမှာတော့အဟောင်းတွေကိုကြောခိုင်းပြီးရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့မတရားမှုတွေနဲ့ပြည့်နှက်နေတဲ့ဝူအိမ်တော်အတွက်တော့ဝတ္တရားကချက်ချင်းဆိုသလိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။မိသားစုဝင်တွေကိုလူလိုမဆက်ဆံခဲ့တဲ့အတွက်အိမ်မှာထမင်းချက်ပေးမဲ့သူတောင်မရှိတော့သလိုကျွေးမိတွေကြားမှာပရိယက်မီနဲ့အိမ်ပါရောင်းထုတ်ရမယ့်ကိန်းဆက်ရောက်သွားခဲ့ရပါတယ်။အရင်ကဘလောက်ပဲကြီးကျယ်ခဲ့ပါစေ။ကို့အတားနဲ့ကိုပျက်စီးသွားခဲ့ကြတာပါ။တကယ်တော့အောင်မြင်မှုဆိုတာပါဇက်ကပြောရုံနဲ့ရတာမဟုတ်ပါဘူး။စွန့်ပစ်ခံခဲ့ရတဲ့ကျိုးရှိချွမ်းဟာဆိုင်ရန်အောင်စီမံကိန်းကိုအောင်မြင်အောင်လုပ်ပြလိုက်ရုံတင်မကပဲလုပ်ငန်းရှင်ကြီးဖုံးပိုင်ရှုံးနဲ့ပါရေရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။အရင်ကသူ့ကိုနှိမ်ခဲ့တဲ့ဝူအိမ်တော်ထက်ဆယ်ဆက်မကတာလွန်သွားခဲ့ပါပြီ။ခြေတော့ကွေ့ချင်ကွေ့မယ်။စိတ်တက်တော့မကွေ့ဘူးဆိုတဲ့ကျိုးရှိချွမ်းရဲ့စိတ်တက်ဟာအင်္ဂါဆုံးပေမဲ့စိတ်တက်ရင်းရိုင်နေသူတွေကိုပညာပေးလိုက်တာပါပဲ။